ဆိုင်ငယ်ကြီးရင်တွေ့ရတယ်ကျွန်တော်တို့တွေ့ပါမဟုတ်ကြတော့เนาะဒါလေးကတော့ဒီကနေ့ဂျပန်မှာရောက်ထားတဲ့ဂျပန်လေးလန် option ကနေပြီးတော့ဝင်ထားတဲ့ Kawasaki Ninja H2 လေးပဲဖြစ်ပါတယ်เนาะ model က2016ထွက်မယ်ပြီးရင်သူ့ rate လဲ rate 5 ပတ်လဲထွက်မယ်เนาะဒီကိုเนาะဘိန်းလဲတအားတစ်ပါတယ်ဗျာเนาะဘိန်းလေးကတော့လုံးဝ share ကြီးเนาะဈေးနှုန်းလေးရတယ်3000ကျော်မှာအစင်ပြောင်းလို့ရောင်းပေးမယ်ဆက်လေးနှိုးပြပေးမယ်เนาะဆက်ကတော့ခုနကကျွန်တော်က enjoy တက်အောင်နှိုးပြီးသားပါဒီပါတက်နေလို့ရပါတယ်เนาะဒီကိုเนาะဘိန်းကောင်းဘိန်းတက်နေတာအဓိကထားရအောင်တော့ပါเนาะဘိန်းရောလုံးဝအရောင်းဝယ်မလုပ်ပါဘူးဝယ်လဲမဝယ်ပါဘူးเนาะဒီကိုเนาะချက်ဆက်လေးနှိုးပြပေးပါမယ်ဟောရှက်ကြိုက်လားဒီကိုဆိုင်လဲလာပြီးတော့ဓမ္မုတ်လာရဝယ်စရာမလိုဟောရှယ်လေးဒီပါလေးတင်ပြမယ်ဂျပန်လေးလန်ဘိန်းတွေကတော့ဂျပန်လေးလန်စီးတဲ့လူတွေပဲသိရယ်เนาะဒီက3မိသားဘိန်းတော့မဟုတ်ပါဘူးဒါပေမဲ့ဒီက3မိသားဘိန်းတွေလည်းဈေးမတူပါဘူးဗျာเนาะဈေးအောက်ကြီးတော့မရောင်းနိုင်ပါဘူးဘိန်းကောင်းဘိန်းသက်ဈေးကောင်းရမှာပဲရောင်းနိုင်ပါမယ်ဘိန်းကောင်းကြိုက်တဲ့လူတွေဆက်သွယ်လိုက်ပါเนาะဒီကိုတွေဘိန်းအတွက်ပစ္စည်းဥစ္စာတစ်ခုအားစားเนาะမျက်နှာငယ်ပြီးတော့မကြိုက်စရာလုံးဝမရှိစေရအောင်เนาะလုံးဝဘိန်းရှယ်တွေပဲရောင်းတာဖြစ်တဲ့အတွက်အာမခံပြီးဝယ်ယူအားပေးနိုင်ပါတယ်เนาะကျွန်တော်ရဲ့ဆိုင်ကတော့69နဲ့41ကြားအပူနဲ့ညီကိုများဆိုင်ငယ်ရောင်းဝယ်ပဲဖြစ်ပါတယ်ကျွန်တော်တို့မှလည်းအားဖို့ပါ thank you ပါညီကိုကျေးဇူးအများကြီးတင်ပါတယ်เนาะသူရဲ့ rate တွေလေးလံ cancellation တွေအကုန်စားစရန်အပြည့်စုံနဲ့ရောင်းချပေးမှာပဲဖြစ်ပါတယ်เนาะညီကိုเนาะကျေးဇူးပါ thank you ပါစင်ပြေ